ဆက်ပြီးတော့လေ့လာမှာကဒီ POS ဘိုင်းပေါ့နော် POS ဘိုင်းကိုလေ့လာမယ်ဒီမှာ POS ကိုသွားမယ်နော် open register ကြောင့်မိုးလင်းလာရင်စိုင်ဖွင့်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါဆိုရင် open register ဆိုတာလေးနေတိုင်းအဲ့တော့ဒီအပေါ် line မှာဘာတွေရှိမလဲဆို POS category တွေရှိလိမ့်မယ်နော် POS category တွေရှိလိမ့်မယ်အဲ့ဒါဆိုကျွန်တော်ရောင်းမယ်ဆိုထားပါတော့ကျွန်တော်ရောင်းချင်တဲ့ product ကိုကျွန်တော်တို့ခေါ်လိုက်မယ်ခေါ်ပြီးတော့ကျွန်တော်ဒါရောင်းရုံပဲနော်အဲ့လိုပဲတခြား product ထားပါ barcode ဆိုလဲ barcode scan ဖတ်ပြီးတော့ဒါကျွန်တော်ဒါရောင်းလိုက်ရုံပဲအမှာ customer တွေထည့်နေတယ်ဆိုရင်ဒီမှာ customer တွေရွေးမယ်မရှိရင် create လုပ်နော်လုပ်ပြီးတော့ကျွန်တော် select မှတ်လိုက်တယ်ဆိုရင် customer တွေထည့်လို့ရလိမ့်မယ်အဲ့တော့လက်ရှိကျွန်တော် cursor quantity မှာကြာနေတယ်အဲ့ quantity နေရာမှာကြာနေတဲ့ဟာကျွန်တော်ဒီကိန်းကနန်းတွေကိုရိုက်လိုက်လာဆိုတော့ product quantity တိုးပေးလိမ့်မယ်ဒါမှမဟုတ်ဒီမှာ discount ရှိတယ်ဒီကောင်ကတော့ဒီ line discount ပေါ့နော်ဒီတစ် line ချင်းစီကိုကျွန်တော်ဒါ discount ပေးခြင်းဒီ line discount နဲ့ကျွန်တော်ဒါပေးလို့ရလိမ့်မယ်နော်ဒါဆို 5% discount ဒီ price ကို select မှတ်ထားရင်တော့ဒါကျွန်တော်ဒါဈေးနှုန်း change ရင်တဲ့အချိန်မှာဆိုဒီ price ကို select မှတ်ရဈေးနှုန်း change တာပေါ့နော်ဒီလိုပုံစံထွက်လိုက်အလုံးမမဟုတ်ဘူးကျွန်တော်ကတစ်ဆောင်လုံးပေါ်မှာ discount ပေးခြင်းနဲ့ဆိုကျွန်တော် discount ဆိုတဲ့ product လေးတိစောက်ထားဖို့လိုမယ်ထားပါတော့ discount 2000ပေးခြင်းနဲ့ကျွန်တော်2000ရိုက်လိုက်မယ်ပြီးတော့မှဒီဘက်ကအပေါင်းနှုတ်ခလုတ်လေးကိုနှိပ်လိုက်ပြီးအနှုတ်ဆိုတဲ့ဟာလေးထားလိုက်မယ်ဒါဆိုရင်ကျွန်တော် discount 2000ပေးတယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်ပြီးတော့မှကျွန်တော်တို့တွေကဟုတ်ပြီ payment လုပ်မယ်ဆိုရင်ဒီ payment ဆိုတာလေးကိုနှိပ်မယ် cash နဲ့ရတာလား KP နဲ့ရတာ cash နဲ့ရရင် cash ကိုနှိပ်မယ် KP နဲ့ရရင် KP ကိုနှိပ်ဒါမှမဟုတ် cash တစ်ဝက် KP တစ်ဝက်ဆိုလည်းရတယ်ရေုံဒီ cash ကိုနှိပ်လိုက်ပေါ့နော်ပြီးတော့မှကိုရတဲ့ထားပါတော့ငွေမောက်ကိုရိုက်ထည့်လိုက်အဲဆိုရင်ဒီမှာ remaining ဆိုပြီးပေါ်နေလိမ့်မယ်နော် remaining ပေါ်တဲ့ခါကျမှကျွန်တော်နောက်တဲ့ဒီ KP ဆိုရင် KP ဆိုတဲ့ဟာလေးနှိပ်လိုက်ရင်ရလိမ့်မယ်ဒီ customer အကောက်ကတော့ဒါအကျွေးရောင်းတာပေါ့နော်အကျွေးရောင်းတာအဲ့လိုပုံစံထွက်လိုက်ပြီအဲ့တော့ပြင်ကျွန်တော်က validate ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော် new order ဆိုတော့နှိပ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြန်ရောင်းနေလို့ရလိမ့်မယ်အကြောင်းတို့ကြောင့်ကျွန်တော်တို့က return လုပ်ဖို့လိုလာတယ်ဆိုရင် order တွေကိုသွားမယ် order တွေကမှဒီ activity တွေကမှ page ထွက်နေတဲ့ဟာကိုရှာမယ်เนาะရှာပြီးတော့မှကျွန်တော် return လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ကို return လုပ်ချင်တဲ့အဆောင်ကို select မှတ်လိုက်မယ်မှတ်ပြီးတော့မှအရင်ဆုံးဒါတော့ product တစ် line နဲ့ရှိရမို့လို့ product တွေအများကြီးရှိရဆိုရင်အဲဒီတည်းကတစ် line ကိုနှိပ်ပြီးတော့မှကို return ရချင်တဲ့ quantity ကိုနှိပ်လိုက်အဲဆိုရင်သူက2 refund 1ဆိုတာလေးပေါ်လာလိမ့်မယ်ပြီးတော့မှကျွန်တော်ကဒီ refund ဆိုတဲ့ cloud ကိုနှိပ်ပြီးတော့ cash နဲ့ပြန်ပေးမှလား KP နဲ့ပြန်ပေးမှလားပေါ့နော် validate နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဒါကျွန်တော်ဒါ return လေးရသွားလိမ့်မယ်ဆက်ရောင်းခြင်းကျွန်တော် new order ဆက်ရောင်းအလုပ်ပုံစံနဲ့ကျွန်တော်တို့တွေကတနေကုန်ဒါအယောင်းဝယ်လုပ်နေမှာပေါ့နော်အယောင်းဝယ်လုပ်နေမယ်လုပ်နေမယ်ပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီညနေကျရင်စိုင်သိမ်းတယ်ပေါ့နော်စိုင်သိမ်းမယ်ဆိုရင် session ပိတ်ရမယ်နော် close register ဒါဆိုရင်တော့ဒီမှာရောင်းကြီးကဘယ်လောက်ရှိလဲဆိုတော့သူ့ထဲမှာကျန်တာ2ခွန်900ရှိရပေါ့နော်2ခွန်900ရှိတယ်2ခွန်900ကျွန်တော်ကတ်ဆောက်လုပ်ဖို့လိုတယ်ဆိုလဲကျွန်တော်ကတ်ဆောက်လုပ်မယ်ပေါ့နော်ကတ်ဆောက်လုပ်မယ်အဲ့တော့ဒီမှာ2ခွန်900ထားပါတော့နော်2ခွန်900လောက်လိုက်ပြီးတော့မှထား TRANS FER transfer to main cache ပေါ့နော်main cache ကိုကျွန်တော် transfer လုပ်လိုက်တယ်ပြီးတော့မှ confirm နှိပ်လိုက်ပြီးတော့မှကျွန်တော်က session ပိတ်မယ် session ပိတ်မယ်ဆိုသူကဘာလဲဆိုတော့ get different လို့ကျွန်တော်ကိုပေါ်ပြီးเนาะဘာလို့ 0.95 သူကကြံသေးတာเนาะ 0.95 ကိုမထည့်ဘဲနဲ့ပိတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒါဒီငွေကကွာသွားတယ်လို့ system သိပြ expand ကိုဆင်းလာလိမ့်เนาะ expand ကိုဆင်းလာလိမ့်ဒါမှမဟုတ်လဲ 0.95 ကိုထဲမှာတကယ်ကြံနေဆိုရင်ဒါလေးကိုနှိပ်လိုက်เนาะနှိပ်ပြီးတော့မှ close register ဆိုပြီးကျွန်တော်ဒါနှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်ဒါတစ်ရက်စာရောင်းလို့ပြီးသွားလိမ့်ပြီးတော့မှ backend နဲ့ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ် final တွေကဒီလိုပုံစံပြီးသွားလိမ့်တကယ်လို့ကိုက payment method တွေတိုးချင်တယ်ပေါ့နော် payment method တွေတိုးချင်တယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုတိုးရမလဲဆိုလို့ရှင်ထားပါတော့เนาะအဲ့တော့ဒေတာတဲ့ account ကြီးတွေကနေအရင်ဆုံးကျွန်တော်တို့ကဂျာနယ်တစ်ခုစောက်ဖို့လိုလိမ့်မယ်เนาะCOA ပေါ့ COA ရင်စောက်မယ်ထားပါတော့ကျွန်တော်ကတိုက်လေး group စုလိုက်မယ် loss ရဲ့ bank card နှစ်ခုရှိရပေါ့နော်ကျွန်တော် cash account တွေထားပါတော့ AYA Bay ပေါ့เนาะထားပါတော့တိုက်ကိုကျွန်တော်က ban and gas ထားလိုက်မယ်เนาะအဲ့ဒါလေးပေါ်အောင်ခဏပိတ်လိုက်ပြီးရင်စေးလိုက်ဒါဆိုရင်ကျွန်တော် chat rock ကောက်လေးစောက်လိုက်တယ်အဲ့တော့ journal လည်းထပ်စောက်ဖို့လိုမယ်ငွေစင်းထွက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကအဲ့ဆိုရင် configuration နဲ့ journal ပဲเนาะ new ခေါ်လိုက်မယ်AYA ထားပါတော့ BAY bay ပေါ့เนาะတိုက်ကဘာထွက်မလဲဆိုတော့ ban တိုက်ထွက်လိုက်เนาะ prefix ကတော့မိမိကြိုက်တာပေးလို့ရအောင်ထားပါတော့ AYAP ဆိုပြီးစားလိုက်โอเคဒါဆိုရင်ကျွန်တော်တို့အကောင့်ဒီမှာဆိုထားပါတော့ဒီ AYA pay ဆိုတဲ့ဟာလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်ပေါ်လာပြီပေါ်လာပြီဆိုတော့ကြာမှကျွန်တော် payment method စောက်ချင်တယ်ဆိုရင်ဒီ point of sale ကိုသွားမယ် configuration တွေကကျွန်တော် payment method နဲ့ယူခေါ်လိုက်မယ် AYA PAY pay ပေါ့နော်ဒီမှာကျွန်တော်ဂျာနယ်ချိတ်ပေးမယ် AYA pay ပေါ့နော်
ဒီ outstanding အကောင့်မှာလည်း AYE ပေးနေပဲကျွန်တော်တို့ချိန်ပေးမယ်ဟောဒါကျွန်တော်စောက်တာဒီမှာတော့ကျွန်တော်ဒီ POS receive ပဲဆိုတာနဲ့ချိန်လိုက်မယ်နော်အဲ့ဒါဆိုကျွန်တော်တို့စေးလိုက်ရတယ်တခုရှိတယ်ဒီ payment method တွေပါတိစောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့တွေကဒီ session ပိတ်ထားမှအဆင်ပြေလိမ့်မယ်နော်ဒီ session ကပိတ်ထားတဲ့အခြေအနေမှာမှအဆင်ပြေလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီ product မှာပေါ့နော်ဒီ point of sale category တိစောက်တဲ့အပိုင်းလေးကြံခဲ့တယ်ပေါ့နော်အဲ့တော့ဒီထဲကိုလာမယ်ဒီမှာ point of sale ဒီ point of sale မှာဒီမှာ category ပေါ့နော်သူကဘယ် category ထဲမှာထည့်ကျင်တာလဲပေါ့နော်မိမိထည့်ကျင်တဲ့ category ထဲမှာကျွန်တော်တို့ကံပြီးတော့ထည့်လို့ရတယ်ဒါတော့ point of sale ရဲ့အလုပ်လုပ်တယ်ပေါ့နော်